အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ဒီနေ့ဖတ်ပြပေးမယ့်စာအုပ်ကတော့ဦးဖိုးကြရဲ့ကိုရွေဝတ္ထုများထဲမှာဝတ္ထုတို့တစ်ပုဒ်ဖြစ်ပါတယ်နာတော်တာဆင်ညာပါခင်ဗျာကျွန်ုပ်သည်အမျိုးသားပညာရေးဖွဲ့ချုပ်၌အမှုထမ်းနေရာလွန်ခဲ့သော9နှစ်ခန့်ကပသိမ်မြို့အမျိုးသားကျောင်းသို့ခိတ္တကျောင်းအဖြစ်ဆောင်ရွက်ရန်အဖွဲ့ချုပ်ကစေလွတ်သည့်အတိုင်းတွားရောက်ဆောင်ရွက်ရသည်ထိုအခါကမှတ်သားချီးကျူးဝယ်ကောင်းသောကျောင်းသားတစ်ယောက်ကိုတွေ့ကြုံရသည်ထိုတနေ့ကမောင်ဘစီဆိုသူသည်ပသိမ်တလိုင်းချောင်းရဲ့ရှိဦးလတော်များတို့မှာအတန်ကျွယ်ဝသောဂုဏ်သင်များဖြစ်ကြသည်၎င်းတို့သားမောင်ဘစီသည်အမျိုးသားကျောင်း၌9ဆင့်အောင်လေသည်အောင်သည့်နှစ်၌ပင်ဖခင်ဦးလှဆုံးလေ၍၎င်းကြားရှိစွာအလုတ်ပြက်ငွေကုန်သည့်အပြင်လူလိန်လူကောက်ခံရ၍၎င်းဒေါ်မြတ်နှင့်မောင်ဘစီသားမိတို့မှာလွန်စွာဆင်းရဲကြံရစ်လေသည်အမိမှာဖြစ်တဲ့သမျှမျက်နှာငယ်ငယ်နှင့်ဈေးရောက်ရသည်သားမိနှစ်ယောက်စားဖို့အပြင်အပိုမရကြီးမောင်ဘစီကတမ္မာထွားချိုင်းတတိနှင့်ပြည့်စုံသူဖြစ်၍မိမိစရိတ်နှင့်မိမိကျောင်းဆက်နေရန်ကြိတ်၍ကြံစီနေလေသည်။နှွေကျောင်းပိတ်၍ကျောင်းဖွင့်ကန်ဤတွင်ဆရာကြီးထံတွားရောက်၍အဖြစ်ပြက်ကိုပြောပြပြီးလျင်ကျောင်းစရိတ်ရရင်အလုတ်တောင်းလေသည်။မောင်ပါစီဉာဏ်ပညာဝရိယကိုသိပြီးသောဆရာကြီးကလကလွတ်နေတော့ဟုဆိုသည်။လကလွတ်ရင်ကျွန်တော်အစွမ်းမရှိရလဲရောက်မယ်။ကျောင်းငွေကိုလည်းထိမှာပေါ့။ဒါဖြင့်ငါကမင်းအတွက်ကျောင်းစီထုတ်ပေးမယ်ကျေးဇူးတင်ပါရဲ့ခင်ဗျာတို့ပေမဲ့ကိုယ်အလုံးနဲ့ကိုနေခြင်းပါတယ်အလုတ်တာမဆာပါခင်ဗျာမင်းဘာလုပ်နိုင်မလဲအခုကျောင်းမှာတပြက်စီးလဲတဲ့အလုတ်နဲ့တောက်ရခတ်တဲ့အလုတ်ကျွန်တော်ကိုပေးပါတစ်လ8ကျက်လောက်ရနိုင်တယ်လို့သိရပါတယ်ကောင်းပြီစမ်းကြည့်အောင်တော့ဤသို့အလုတ်ရခဲ့သဖြင့်ကျောင်းဆက်နေမိအကြောင်းကိုအမိအားပြောပြရာအမိမှာရင်ထုမနာဖြစ်၍ငါသားမင်းအလုတ်လုပ်ပြီးကျောင်းနေမယ်ဆိုတာကိုအမေမကြည့်နိုင်ဘူးအမေကူလီလုပ်ပြီးငွေရှာမယ်ပြီးတော့လေမင်းကျောင်းမှာဂုံငင်မှာပေါ့အမေကျွန်တော်ပြောပြမယ်လူဟာယောက်ျားဟာအလုတ်ကိုလုပ်ရမယ်အလုတ်လုပ်တာမကြည့်နိုင်ဘူးဆိုတာအမေကျွန်တော်ကိုအချစ်ပုံလွဲနေတယ်ဂုံငယ်တယ်ဆိုတာမှလဲအပြစ်ကင်းတဲ့အလုတ်မှန်ရင်ဂုံရှိတာကြီးပဲအမှန်မှာမိဘကြောင်းကြကိုခံပြီးကြောင်းနေတဲ့လူတွေကမှရှက်စရာကောင်းတာဗျကိုကြီးနဲ့ကိုနေနိုင်တာမှဂုံရှိတာအမေရဲ့အမိမှာတားဤစကားကိုမချေနိုင်တော့ကြီးမင်းလဲမင်းအဖေလိုပဲအင်မတန်စိတ်ကြီးတယ်မင်းကိုတော့ငါနိုင်အောင်မပြောနိုင်ဘူးတို့ပေမဲ့အမေတော့မကြည့်ရတာအမှန်ပဲဟုမျက်ရည်ဆန်းဆန်းနဲ့ပြောလေသည်ကျောင်းဖွင့်လျင်မောင်ဘစီသည်8ဆင့်တွင်နေရသည်နနက်9နာရီထား၍အိမ်တွင်တောက်ရည်သုံးရည်ခတ်သည်နှစ်ယောက်စာဆံပြုတ်သည်ဇရိတ်ကုံသဖြင့်လက်ဖက်ရည်ကော်ဖီမတောက်ကြလီပြီးလျင်မနီးမဝေးတွင်ရှိသောကျောင်းသို့တွား၍တပြက်စီလဲခြင်းရေခတ်ခြင်းတို့ကိုပြုလုပ်ပြီးလျင်ပြန်လာဆံပြုတ်တော့အချိန်ရသမျှစာကျက်၍ကျောင်းတက်သည်နေလေမုတ်စားစင်းချိန်မှအိမ်သို့ပြန်၍နနက်ထမင်းစားရသည်ညနေကျောင်းဆင်းလျင်မိန်းကလေးတစ်ဖွဲအိမ်အလုပ်ကိုလုပ်၍အမိအလုပ်ကိုပင်ကူညီပေးသေးသည်ဒေါ်မြကရင်းတုပ်လက်ဖက်လက်တုပ်တို့ကိုဈေးထွက်၍ရောင်းရသည်ဤကမောင်မစီတို့သားမိ၏နေ့စဉ်အလုပ်သည်မောင်မစီသည်မိမိအလုပ်မှတစ်လ8ကျက်ရရာကျောင်းလာကစာအုပ်ခဲတံတို့အတွက်လုံလောက်စွာသုံးဆွဲရလေသည်8ဆင့်တွင်တစ်ပတ်20မျှရှိရာမိန်းကလေး3ယောက်ပါသည်မဲတင့်မြာတန်းတင့်စိန်တို့ဖြစ်သည်တင့်စိန်ကမောင်ဘစီနှင့်တလန်းနဲ့နေ၍9အိမ်10အိမ်လောက်ခြားသည်တင့်စိန်၏မိဘများမှာ
လွှတ်ထောင်တစ်ကုံတွေကြီးဖြစ်၍အတန်ပင်ကျွယ်ဝပြည့်စုံကြသည်တင့်စိန်တို့အိမ်မှာကျောင်းနှင့်နီး၍မောင်ဘစီသည်ကျောင်းသို့နေ့စဉ်သွား၍အလုပ်လုပ်ရသည်ကိုမြင်ရသိရသဖြင့်တနာလဲတနာချီးမွမ်းလဲချီးမွမ်းမိသည်တို့ရာတွင်နီးစပ်ခြင်းမရှိသဖြင့်တယောက်နှင့်တယောက်ခက်တန်းတန်းပင်နေကြသည်မောင်ဘစီမှာကိုစွမ်းနှင့်ကိုနေသူဖြစ်၍အတန်းထဲ၌ပထမကြီးရသည်မှာအံ့ဩပွေမဟုတ်ချေဆရာများကလည်းချစ်သည်တို့ရာတွင်အချို့ကျောင်းသားတို့ကအနုံစားထင်သည့်အပြင်မနာလိုလဲရှိကြသည်တနေ့၌မဲတင့်မြာတန်တင့်စိန်တို့သည်အခန်းတစ်ခု၌မုတ်စားနေရစဉ်မဲတင့်ကဟေးဘာစီကတဲထောင်နေပါတကားလူကဖြင့်မုတ်ဆိုးမှသားတပြက်စီလဲရေခတ်ပြီးကြောင်းတက်နေရတယ်အနှုံစားဤတင့်စိန်ကကြီးကယောက်ျားပြပြကိုစွမ်းနဲ့ကိုနေတာကိုလူနှုံထင်သလားဒါမျိုးမှအဖိုးတန်နဲ့အေးဟုရိုးရိုးအတိုင်းပြောလိုက်လေသည်ဟာဟာကြီးနဲ့ဖြစ်နေမှအခုမှသိတယ်ဟုမဲတင်းကမအူးမချွတ်ပြောလိုက်လေသည်တင့်စိန်ကဟေ့မဲတင်းငါ့ကိုအယမ်းမဆွတ်ဆွဲနဲ့ညီတို့လိုရှက်တေးမှတ်လို့လားငါကညီမတရားပြောတာကိုမခံကျင်လို့ပြောတာသိရလားဟုမျက်နှာထားနဲ့ပြောလေသည်ထိုအခါမြတ်သိန်းကဝင်ဖြံပြီးထသွားကြလေသည်တခါလဲစာဖတ်အခန်းတွင်ယောက်ျားကလေးမိန်းကလေးများသတင်းစာဖတ်သူကဖတ်စာကြည့်သူကကြည့်နေကြရာမောင်ဘစီနှင့်တင့်စိန်တို့လည်းပါသည်မောင်ဘစီသတင်းစာဖတ်ပြီးထသွားသောအခါကိုးစင်ဖိုးထင်ကမိမိအနီးရှိတငယ်ချင်းတို့ဟာဟေးဟိုမှာဂျာရူဝါလာထွက်သွားပြီဟုတယောတော်တော်ပြောလိုက်လေသည်မခံတတ်သောစိတ်နှင့်တတိမငယ်သောတင့်စိန်ကဘယ်နဲ့လဲကိုဖိုးတင်ယောက်ျားပြပြကိုစွမ်းနဲ့ကိုနေတဲ့သူကိုရှင်တို့ကတယောသလားနှုံနဲ့ထင်သလားမိဘကြောင်းကြခံပြီးဘောကြော့နေတဲ့လူတွေမှနှုံတာရှက်ဖို့ကောင်းတာရှင့်ဟုမျက်နှာခတ်တီတီနှင့်ပြောလိုက်ရာဖိုးထင်တို့လူစုမှာတင့်စိန်ဤတတိကိုသိ၍ပြန်မပြောဝန်ပဲဆက်ဖြဲဖြဲကြောင်တောင်တောင်ဖြစ်နေကြသည်ဤသို့တင့်စိန်သည်မောင်ဘစီဘက်ကကြီးခုခံပြောနေသည်ကိုမောင်ဘစီမသိချေတနေ့တနေ့မောင်ဘစီနှင့်တင့်စိန်တို့ကြောင်းသွားခြင်းစုံနေရမှရုတ်တရက်မိုးကြီးရွာချလေသည်တင့်စိန်မှာထိမပါကြီးမောင်ဘစီမာကအိမ်တော်ရာထီးစုပ်ကလေးတစ်ခုပါသည်မိုးရွာလျင်ရွာချင်းမောင်ဘစီသည်ထီးကိုကြပြားကြရာဖွင့်၍မတင့်စိန်ရော့ရော့ဒီထီးဆောင်းသွားဟုပြောပြောဆိုဆိုလက်တဲအတင်းထည့်ခဲ့၍မိမိကကြောင်းသို့ပြေးလေသည်တင့်စိန်မှာဘာမှမပြောနိုင်မလုပ်နိုင်ပဲထီးကိုဆောင်း၍သွားရသည်အခန်းထဲသို့ရောက်လျင်ထီးကိုပြန်ပေးခတ်၍တော်ရာ၌ထောင်ထားလိုက်ပြီးနောက်မောင်ဘစီဘက်သို့ဆောင်းကြည့်လိုက်ရာမောင်ဘစီအင်ကြီးပစိုးတို့မှာအတန်ပင်ရေဆိုနေသည်ကိုမြင်ရသောအခါတင့်စိန်မှာများစွာစိတ်မကောင်းခြင်းဖြစ်ရသည်ကြောင်းဆင်းသောအခါမှမိမိ၏မောင်ကလေးကိုထီးပို့ခိုင်းလိုက်သည်နောက်တစ်နေ့ကြောင်းတက်ချိန်၌ဒေါ်မြပေါက်လာ၍မောင်ဘစီမိုးမိအေးမိပြီးဖျားနေသဖြင့်ကြောင်းမတက်နိုင်ကြောင်းလာရောက်၍ဆရာအားတိုင်သည်ကိုတင့်စိန်ကြားရသောအခါအလွန်ဝမ်းနည်းရှာသည်မိမိအတွက်ဖြစ်ရလေသည်ဟုယူကျုံးမရဖြစ်သည်ထိုနေ့တင့်စိန်စာကောင်းကောင်းမရကြညနေကြလျင်ဘွင်းဘွင်းပြောတတ်သောတင့်စိန်သည်မိခင်အားအလုံးစုံပြောပြ၍မောင်ဘစီဖျားသည်ကိုတွားရောက်ကြည့်လိုသောကြောင့်ခွင့်တောင်းသည်သမီးသဘောတတိကိုတည်ပြီးဖြစ်သောအမိကအေးတွားတာပေါ့ညီတော်နဲ့တွားဟုခွင့်ပေးလိုက်သည်မှောင်သာအချိန်တွင်ရောက်သွားရာဒေါ်မြသည်လူကုန်ထဲအိမ်ကတင့်စိန်မှန်းသိလျင်အံ့ဩဝမ်းသာစွာဖြင့်ပြတလဲဖြာခင်းပေးသည်ရေနံစီမိကွက်တတိုင်းဖြင့်
မိန်မိန်သာရှိသောအလင်းရောင်တွင်ဖျားဟောင်းတစ်ချက်ပေါ်၌ပက်လက်အိတ်နေသူမောင်ဘစီကိုတင့်စိန်မြင်ရသောအခါမျက်ရည်လေလာမိသည်အနီးသို့ကပ်၍လက်ကိုစမ်းကြည့်သောအခါချစ်ချစ်တောက်ပူနေသည်ကိုတွေ့ရသည်မောင်ဘစီသည်မျက်စိဖွင့်ကြည့်သော၍မြင်ရသောအခါအော်မတ်တင်စိန်ပါလားကျေးဇူးတင်ပါတယ်ခမညာ3-4ရက်ကြာရင်ပျောက်ပါလိမ့်မယ်ကိစ္စမရှိပါဘူးကျမအတွက်ဖြစ်ရလို့စိတ်တောင်မကောင်းဘူးဒါထက်ဘာဆေးတွေတောက်နေလဲဒေါ်မြကဝင်၍အခုမှပဲတူမရေကိုရွက်ရေကလေးတိုက်မလို့ပဲဆေးထူးထူးခြားခြားတော့မရှိပါဘူးအိုးဒါဖြင့်ကျမဆေးယူခဲ့ပါလေအစင်နဲ့မဲဟောဒီမှာငန်းစေးရဲ့ချွေးထုတ်စေးရဲ့ဤသို့ပြောပြီးနောက်တင့်စိန်တို့ကိုယ်တိုင်ဆေးတိုက်ပြီးပြန်ခဲ့ကြသည်အိမ်သို့ရောက်သောအခါဆံပြုတ်နှင့်တောက်ရန်ဟုငရိုက်ချောက်ကြီးတပြားအပြင်မောင်ဘစီတို့ဆင်းရဲပုံကိုမြင်ခဲ့ရ၍ငွေဆက်ကူ30တန်တစ်ချက်ကိုလည်းပို့လိုက်သည်မောင်ဘစီသည်အလွန်ဝမ်းမြောက်၍ချွေးများပင်ထွက်လာသည်တို့ရတွင်သူတစ်ပါး၏အမအစကိုမခံလိုရကားမိမိမှတ်စုစာအုပ်တွင်အောက်ပါအတိုင်းရေးမှတ်ထားလိုက်လေသည်1286ခုဝါဆိုလဆုပ်3ရက်နေ့တွင်မတ်တင်စိန်သည်ဆေးနှစ်ခွက်ငချောက်တစ်ပြားငွေ30ကျေးဇူးပြု၏၎င်းတို့ကိုတနည်းနည်းပြန်၍ဆက်ပေးမည်3ရက်နှင့်အဖျားကျ၍ကျောင်းပြန်တက်လေသည်6လပတ်စာမေးပွဲပြီး၍ကျောင်းပိတ်ပွဲတွင်စုပေးပွဲလည်းကျင်းပသည်ဖြစ်ရသည်ကမောင်ဘစီသည်ခါတိုင်းကဲ့သို့ပထမဆုရသည်တင်စိန်ကဒုတိယဆုရသည်၎င်းဆုတို့ကိုပေးပြီးမှကျောင်းဆရာကြီးကထ၍ပြောဆိုသည်မှာအမောင်တို့အခုနှစ်ဆုပေးပွဲမှာရှေးကမပေးဘူးတဲ့ဆုမျိုးပေးအောင်မယ်အခု80ကမောင်ဘစီယာအဖိုးတန်တဲ့ပုံစံတစ်ခုကိုပြလေပြီကျောင်းလာကလှုပ်ထားတာကိုလက်မခံသူတစ်ပါးထောက်ပံ့တာကိုလည်းလက်မခံကိုစွမ်းကိုအားကိုပြီးမောင်တို့မတို့သိတဲ့အတိုင်းကိုအလုပ်ကိုစရိတ်နဲ့ကျောင်းမှာနေတယ်အခုလိုငွေကြေးရှားတဲ့ခေတ်ကြီးမှာမောင်ဘစီကနီးတဲ့နီးကောင်းတစ်ခုပြပေးတယ်လို့ငါတို့ဆရာများနဲ့ကျောင်းကော်မတီများကကျေးဇူးတင်ဝမ်းမြောက်ကြရတယ်မှတ်ဆရာကလောကမှာရိုးသားတဲ့အလုပ်မှန်ရင်မြင့်မြတ်တာကြီးပဲတလကို8ကျပ်30ရတာထက်ကိုစွမ်းကိုအားကိုပြီးစာတင်နဲ့ယောက်ျားပီတာတဲ့တငယ်ဖြစ်လို့အခုငါတို့ကျောင်းကရွှေတစိမ့်တစ်ခုချီးမြှင့်တယ်ရွှေတစိမ့်စုကိုပေးလိုက်လေသည်တချောင်းလုံးကဩဘာပေးကြသည်မောင်ဘစီနှင့်တင့်စိန်တို့သည်တစ်နှစ်ထဲ10တန်းအောင်ကြသည်နှစ်ယောက်လုံးကျောင်းကထွက်ကြ၏ထိုအခါတင့်စိန်သည်မောင်ဘစီကိုမိမိတို့တစ်ဆက်တွင်စရေးခံထားရန်မိဘတို့ကိုပြောပေးသည်မောင်ဘစီနှင့်တင့်စိန်တို့အကြောင်းကိုသိသောလူ၏အဖိုးတန်ကိုအကဲခတ်နိုင်သောမိဘတို့သည်သမီးရဲ့အလိုကိုမဖယ်ကြမောင်ဘစီသည်ပထမလအတွက်လက40ကျပ်ထုတ်သောနေ့၌တင့်စိန်ထံသို့သွား၍ငွေဆက်ကူ30ကျပ်တန်တစ်ချက်ငချောက်ကြီးတစ်ပြားငွေ9ကျပ်တို့ကိုပေးလေသည်တင့်စိန်ကဒါပါရီလဲဟုမေး၏မောင်ဘစီကအိတ်ထဲမှမိမိမှတ်စုစာအုပ်ကိုထုတ်၍ရခင်ကမိမိရေးထားသည်တို့ကိုပြလေသည်တင့်စိန်ကဖတ်ကြည့်ပြီးလျင်ပြုံး၍အော်ဒါကျွေးဆက်တာလားကိုပါစီကျမကရှင့်ကိုချေးတာမဟုတ်ဘူးပေးတာရှင်ပေးတာလူသေးကြကြီးရဲ့ကျုပ်ကသူများပေးတာမယူဘူးဆိုတာသိတယ်မဟုတ်လားအော်ဒီလိုလားဟုတ်ပေတယ်ဟုဆို၍တင့်စိန်သည်ငွေနှင့်ငချောက်တို့ကိုယူသည်ပြီးမှမျက်နှာတီထား၍လူသေးကြကြီးငွေငချောက်ဆေးဘိုးတွေတော့ရပါပြီအတိုးကောဟုမေးလေသည်မောင်ဘစီမှာရှိန်တိန်တိန်ဖြစ်သွား၍ပ
ဘာမှပြန်မပြောနိုင်ပဲရော့ဒါဖြင့်ငွေ30ထပ်ယူပါဟုထပ်ပေးပြန်လေသည်၎င်းငွေ30ကိုယူ၍တင့်စိန်ကဆက်ပြန်သည်ကားကိုင်းရင်းလဲရပြီတိုးလဲရပြီသို့တော်လဲကျမပေးစဉ်ကရိုးရိုးချင်းကားတာမဟုတ်စေတနာနဲ့ပေးကမ်းတာဖြစ်တယ်ကိုင်းစေတနာအတွက်ကူကောဘလို့ဆက်မလဲဟုပြော၍မေးလေသည်မောင်မစီမာစေတနာကိုငွေကြေးဖြင့်ပြန်မဆက်နိုင်သည်ကိုသိလေရကဒါလဲဟုတ်တာပဲစေတနာကိုစေတနာနဲ့ပဲပြန်ဆက်ဖို့ပါပဲဟုမျက်နှာကိုစိမ့်စိမ့်ကြည့်လိုက်လေသည်ယခုအခါပသိမ်မြို့မှအနောက်ဘက်သို့သွားသောလမ်းမကြီးအနောက်ဘက်တွင်ခေါင်းတိုင်း3လုံးနှင့်တစ်ဆက်ကြီးတစ်ခုကိုတွေ့မြင်နိုင်သည်၎င်းကတစ်ကုံစံစတသေးဥပစီနှင့်တထေးကတော်ဒေါ်တင့်စိန်တို့၏ကြီးပွားနေသောစက်ကြီးပင်သည်ဥဖိုးကြား